ဒီကျွန်တော်နိုင်ငံမှာငလင်တန်ခံစားမှုကြောင့်ပြည်သူလူထုရဲ့အသက်အိုးအိမ်စီစဉ်များပြန်လည်ထူထောင်နိုင်ရေးပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက်တပ်မတော်အနေနဲ့ဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိပြစ်ခတ်တိုက်ခိုက်မှုရစရေးကြီးညာခဲ့ပါတယ်ဒီလိုချိန်မှာအချို့သောတိုင်းသားလက်နက်ကိုင်များအခွင့်ကောင်းယူပြီးမလိုက်နာပဲဆောင်ရွက်နေမှုများကိုပြောလိုပါတယ်။ကံရီအဖွဲ့အနေနဲ့မနေ့ကဧပြီလ9ရက်နေ့17:15မိနစ်အချိန်မှာဗမော်မြို့မှာရှိတဲ့တပ်ဌာနချုပ်တွေကိုလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းရှော့တိုက်တုံးများနဲ့ပစ်ခတ်ခြင်းဆောင်ရွက်ခဲ့ပါတယ်။ TNL တောင်ကျမ်းသူအဖွဲ့အနေနဲ့လည်းတောင်ခမ်းဒေသမှာဧပြီလ9ရက်နေ့မနေ့4နာရီခွဲအချိန်မှာလုံခြုံရေးစခန်းနေရာများတပ်ဌာနချုပ်နေရာများကိုမနေ့4နာရီခွဲတစ်ချိန်နေ့လယ်1နာရီတစ်ချိန်မှာ drone နဲ့ draw ဘုံများချပြီးတိုက်ခိုက်ခဲ့ကြောင်းတွေ့ရပါတယ်။ KNPP KND ရဲ့အဖွဲ့အနေနဲ့မိုးပြဲဒေသမှာဧပြီလ9ရက်နေ့နေ့လယ်12နာရီခွဲအချိန်မှာလုံခြုံရေးနေရာယူထားတဲ့နေရာတစ်ခုကို drone များနဲ့တိုက်ခိုက်ခဲ့ကြောင်းတွေ့ရပါတယ်